နေ့သာသနာတော်တက္ကရာ2564ခုနှစ်ဂျပန်ခရစ်တက္ကရာ2020ခုနှစ်မြန်မာတက္ကရာ1302ခုနှစ်ဒီနေ့မေလ6ရက်ဗုဒ္ဓဟူးနေ့ဖြစ်ပါတယ်။ဘုရားဝါဘုရားကိနေစံကိုယောနေပေဝတ်နေနေစေရခိနေစံဒီကျော်နေခေါင်းကစေမွေကစေယောဘိတစေအင်တာနက် Facebook ကိုကြည့်ရှုပြီးတော့တရားနာကြမဲ့ဂျပန်မြန်မာတရားဓမ္မများမင်္ဂလာညချမ်းပါဆရာတော်လည်းချမ်းပါပါတယ်နေတိုင်းကောင်းပါတယ်ညာနေနာနေကြတဲ့ဂျပန်မြန်မာတရားဓမ္မတွေလည်းကိုယ်စိတ်နှပြချမ်းပါချမ်းသာကြပါစေပြီးတော့အင်တာနက်တို့ Facebook ကိုကုရ်အာန်に流れている皆さんこんばんはဆရာတော်元気です皆さんも元気で幸せでありますようにဒီနေ့တရားမှာပဇောနာဘိဗုဒ္ဓဟောကြားတဲ့တရားမှာရှင်းပိုင်းတရားနောက်ပိုင်းတရားနှစ်ပိုင်းခွဲပြီးတော့ရှင်းပြပေးပါမယ်။ဘုရားစဘောဝဇာနောစဘောကိုဝနောစဘောဝကတဲ့စဘောထုတ်ကိမစုအာမေတရားမနာရသေးမီဘုရားကုံတရားကုံသံဃာကုံမိဘဆရာသမားတို့ရဲ့ကျေးဇူးကိုအာရုံပြုဉာဏ်နာပါမှတ်သားပါပြီးတော့ရှိစွာနမောတန္တဘုရားရှိခိုးသုံးကြိမ်ရွတ်ဆိုပြီးတော့ဒီနေ့တရားဝယ်ကိုဖွင့်လှစ်ကြရအောင်ခရောခေါ်တဲ့ခါကခေါင်းကဆုနောဝိသကာဩမသုရိကိုဥက္ခနာဣမစုအာဂျိမေနမောတတရာဟိကေဘုံကိုထုနာဧတဲ့ဂေရှိကိနောအာဂျိမာရီတော်ရှိမတော်ဆရာတော်ဝဣခာယိထုနာဧမစုခဏတော်အဝမိနာသဝသံခာယိထုနာဧမသောနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓัสสะနမောတတ္သဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓัสสะနမောတတ္သဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓัสสะနမောတတ္သဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓัสสะသာဓုသာဓုသာစိတ်ချမ်းသာကိုယ်ချမ်းသာတရားနာနိုင်ပါတယ်ဘုလကုဏိဇွန်တဲ့စဘောခီတပရာဆိုင်တဝန်နိုင်ငံတို့ရမြို့တော်ရှင်ကြီးကူအိုင်နစေအစာအိုရှေးရတိဂျပန်ထေရဝါဒဗုဒ္ဓဘာသာသာနာပြုဖွဲ့ချုပ်ရဲ့ဒီယာခမ္မမှာနေ့စဉ်တိုင်းပဲကစုံလာပြီးဗုဒ္ဓနေ့ကိုကျင်းပကြပါတယ်။ခရောဝါဘုရားရခိဒီစန်ဒီယနဲ့နေဟောခရောမီဝရေဝနေနဲ့မြန်မာတော်ရေခိဝစေယသဗျာကိုဟာကြီးကျနေနဲ့ဆောရှိတဲ့ဘုရားရခိနေစ
산내가 오바데 로고주네 도시 더유 아나라시네 가와리마스 해배와 공가스노 망가스노 우보다노히 공가스 무이카 하스이 요이데시 그노 공가스노 망가스노 우보다노히 와 목요도 니 토테 토테모 도구베즈나 히데시 니온노 테라와라 목요노 미나상와 위사가 오마수리 더 연대 이마시 냐마고데와 마이 도지 kono esesuno mangasono ubodhrano hiniwa totemoni yakani wisaga omasuri yo okonate imasu nio jada fuyo shiro kai minasanwa maina niono nakale dokyo shinjiku ni ari jada fuyo shiro kai hongo hajimaru ichide kongasono mangasono ubodhrano hiyo Oiwaishite wisaga omasuri yo okonate imasi kuyowa corona singanda corona virus kanze shono keiende minasama ujigara deri kodowa degina inode jiwano ujino nakandi sonde imasi sochide Onaji Pashoni One Ijo Asumari Kodowa Degina Inode Esumo No Yoni Shinjigute Visaga Omasuri Yo Sabokai Yo Kiku Kodowa Degimasen Adazukara Ekyo Shinjiri No Danze Joseph Shinjasan De Ari Ubazugu Ubai Haminasande Ari Ubai Yamajino Ubazugu Ubai Minasan Tajinga Internet Dono Facebook Kara with Indi Sangha Tekiru Yoni with our Umasurini Suide Sabo Toide Kudasai To Nio Jagaviyo Shidokai Yojita Igosan no Ugasani Iguosan Siaro Choro Nitananda Note Kyo Konoyona Sabo To Kodoma Ni Narimesta Dinido Kuzeyo Akayowa Rijo Eim Yamatoyabe 9 ယောက်ပဲပို့ပြီးတော့လူစုလူဝေးမလုပ်ကြပဲနဲ့အိမ်တွင်းမှာပဲနေကြရတော့ယဗန်တဂါရမတွေရောဆရာတို့မြန်မာတဂါရမတွေရောကြားလို့နာလို့ရအောင်အင်တာနက် Facebook ကနေပြီးတော့အစုံလာပြီးဗုဒ္ဓနေ့တရားကိုဟောမူပါလို့ဂျပန်အာနာပြုဖွဲ့ဥက္ကရာကလျှောက်ထားတောင်းပါလို့ယခုလိုဟောကြားပေးရခြင်းပဲဖြစ်ပါတယ်ယခုနေကြတဲ့အာယုဟာယောဂတွေမကြရောက်ပဲကိုရောစိတ်ပါရမအောင်ချမ်းသာအောင်ကိုယ်စီကိုယ်ငါရမရေးတတိအသည့်တွေရှိရပြီးတော့နိုင်ငံတော်ဆိုရနဲ့ဓမ္မရေးနဲ့အာဂရဝန်ကြီးဌာနကဓမ္မရေးအတွက်ညွှန်ကြားချက်တွေကိုလည်းပဲလိုက်နာကျင့်သုံးပြီးတော့နေကြပါတရင်ကိုလည်းပဲနားထောင်ပါဆရာတော်ကတော့ဒီကနေ့ကဆုံလာပြီဗုဒ္ဓနေ့ဖြစ်တော့ကဆုံလာပြီဗုဒ္ဓနေ့မှာဗုဒ္ဓဂျပန်မြန်မာဆရာတော်တို့တရားကြီးဓမ္မကြီးတွေစိတ်ဓာတ်ခွန်အားစိတ်စားအားတွေလည်းပဲရရှိရလေအောင်ယောဂကင်းဝေးပြီးတော့ကိုရောစိတ်ပါကြံမာရလေအောင်ကိုယ်စီလေးရအောင်ဆိုပြီးတော့မေတ္တာစေရနာနဲ့အကုန်လာပြီးဗုဒ္ဓနေ့တရားကိုဟောကြားပေးခြင်းပဲဖြစ်ပါတယ်
日本の牧羊道はမြန်မာの牧羊道たちもヨギにならないで元気になるように日本に体に気をつけて細部と構成労働者が決められたルールをよく守って暮らしてください。ဆရာတော်ကျော်တော်はခရောဝေသာအမဆုရီခောငါဆုနောမငါဆုနောဟိထိုဘဟိနိ皆さん日本人မြန်မာ人ဘုရားရှင်ကြီးတဲ့皆さんが心の力を得るように信念ともに元気になるように苦力も得ることができるようにウェサがお祭りについてサボをこれからじゃらちょろはときます。皆さんよく聞いてください。やじんလက်ထက်ကတော့ကဆုံလာကိုဝေစာမာလာလို့ခေါ်ပါတယ်ကဆုံလာပြီးနေညာရအခါကောင်းငင်ကိုမော်ကြီးကကောင်းငင်ပေါ်မှာကျေနာယာတွေစုံကြီးစွာပေါ်ထွန်းပြီးတော့ထူးခြားတဲ့ဝေလာခလို့ခေါ်တဲ့နက္ခလည်းပဲပေါ်ထွန်းတဲ့လဖြစ်လို့ဒီကဆုံလာကိုပါဠိလိုဝေစာခမာလာလို့ခေါ်ပါတယ်ဂျပန်နိုင်ငံကဆုံလာပြီးညရမှာတော့ဒီနေ့အပြင်မှာမိုးတွေရွာနေတယ်။ရာသီဥတုကလည်းအေးတယ်။မြန်မာနိုင်ငံမှာတော့ကောင်းကင်ကိုကြည့်လို့ရမယ်။ဂျပန်မှာတော့မိုးတွေကရွာနေတယ်။အေးလည်းအေးပါတယ်။ခရောခေါငါစုနောသုခိနောခေါ်တော့ဝရှားသမဏေကြည်ဓာယဝဝေစာခမာသာတော့ယောမိမတ်နောမိနိယောသောရာကိုမိအာခေဒုက္ခိသမသမဏဟိုရှိတော်ဝေစာခထောယီဒုဘစနာဟိုရှိနာတဲ့တဲ့မိမတ်ခနောဟိုရှိကိုမိတို့မဲ့တဲ့ခနောစုခိခနောဟိုရှိနောနာမအေကိုထွက်တဲ့ဝေစာခနောစုခိသောဣမိနောပါဠိခေါ်တော်ပါတဲ့ဝေစာကမာစာတော့ဤဝရတဲ့မဆုမာစာပါဠိနောဣမိဝစုခိနာနိနာနိစုခိနာငါစုတော်ယူဣမိတဲ့ခနောကောင်းမဆုနောဩစုကိသမဝငါမမာရဏီနာရိခယောဝဝေစာကစုခိဝေစာခမာသနောကောငါဆုနောဟွန်ဒိုနောမင်္ဂဆုနောဥပောသရနောဟိတဆုဒီတော့ကဆုံလဆိုတာရေသွန်းတယ်လားဒါမှမဟုတ်ရေလောက်ရတယ်လားလို့အဓိပ္ပာယ်ရတယ်ပါဠိစာပေမှာကဆုံလကိုဝေစာခမာသာဝေစာခနက္ခဏ်နဲ့ရှင်တဲ့လရောမန်ကြီးအင်္ဂလိပ်တန်တော့ကဝေစာခထွက်တယ်တော့ဝေစာခလို့အတန်ထွက်တယ်ဗုဒ္ဓဘာသာဝင်အနောက်နိုင်ငံသားများကတော့ဒီကိုအတန်ထွက်ကိုအမိပြုပြီးတော့ကဆုံလရည်နေကိုဝေစာခဒေလို့ခေါ်ကြတယ်ထိုင်းဗုဒ္ဓဘာသာဝင်များကတော့ကဆုံလပြီတွေကိုဝိစာခပူဇာလို့ခေါ်ကြပါတယ်ဆရာတော်တို့ဂျပန်ထေရဝါဒဗုဒ္ဓဘာသာဝင်တွေကတော့ဆရာတော်တို့ဂျပန်တွေကတော့ဝေခအိုမဆိုရီပါတယ်ပါဠိခေါ်တော့ဝေစာကမာစဝေစာကစုခိတောဤဝရတဲ့ဤရိခနောစုခိနောခေါ်တော့စီလင်္ဂနောဟဆဝန္တေဝဝေစာခတောဤဝရတဲ့ဤဘောခယောတို့အာ
Aru say Yojin Siri Linga no, Pasovon, Tayate, Kongazino Mangazino Hiho, Wesakato, Yonde, Imasu. Tankoguno, Pokyodo Tajiwa, Wesaka Pujato, Yonde Imasu. Sealing Pokyode, Ari, Neonyan Tajiwa, Wesaka, Omasuri. Tirawala Pokyode, Ari, Neonyan Tajiwa, Wesaka, Omasuri, To, Yonde, Wiwashide Imasu. Sekai no Pokyoda Ji, Kyono, Wesaka Toyi, Omasuno, Mangasuno, Hi, Koto. Sore no, Kuni no Kotoba de Yonde. Sore no Kuni no, Bonkao, Tento ni, Chidangate. Omasuri, Yoshite, Wiwashide, Sore Nagade, Myanmar no Wesaka, Omasuri ni. Suide Kodekara, Sasume, Shimasu. Sharo Myanmar Yuya, Sanalaya Lidega, Nampani Chete, Lau Kasona, Kojarabe. Aganjauza Maro, Kasona, Ku Yidavade. Kua Nibido Karu, Kasona, Kolajade. Ku Sore, Kasore, Adibega, Ye Sore. Kandarandi Kangosati. Udaka, Sore, Sabi, as well as Shivare. So, Sore, Oharagaro. Makan Chaya Leo. You don't long be in Sore. A day be Pare. Yama Idia Didi, Lenga, Lengoni Maro, Dila Yadi, Kasoin La Yadida, Nisha. Along the look, Yuri, Kanchali, Shiva, Yemeshida, Niarima. Yego Lupe Yabade. I told the Viendo, Piabueno Mude, Body Young Bingo, Yashi, Kono Yima, Biro, Mimidu, De Tina and Nipa, Piano Young Jonga Machi, the body Young Bear, Body Bim Wow, Jilin Shimbia, the Radia, or the Wanda, Yes and Donald Jalo, Casola, Young Tomboy, Kojabade, which I have not. Wesaka Masatoyu Sukiwa Myanmar no Dento Tekina Juni no Sukino Nakade Nibameno Sukide Aru Kono Suki Ka Songa To Jonda Imasu Uri Baganjira no Ihi no Mochi O Shiraberuto Kasola no Kodonga Ku Song To Kakare Damas Ku Song no Kuno Mojinga Kani Kawade Imawa Kasong To Yobarede Imasu Kono Kuya Kato wa Omisi to you know, imitation. So towa so mu Kakeri to you imitation. Kawaii iru Mononi so gi Kake masu to imi. Kasola no Lawa suki no imitation. Tesukara Konoka sola toyu Maya no imiwa Omi Somi Kakeru Suki toyu imitation. Jizuwa Nihon no Kisasu towa Chikate Yamaya Endo Nado no Minami Ajiyandewa Kasola de Aru Ko Nasuno Ima Tokoro Ima Ngoro wa
ခိုင်ရောမှာတော်တယ်မောဟာမရှိဘူးအဆိုရင်တော့တဲ့တော်တယ်မောခဝိုင်တဲ့ဤလူကိစ္စစုတဲ့စုအမေကဖရနာဤတဲ့စုခါရထိုချီဝခဝိုင်တဲ့ယောဂဘုဇုမောခဝိုင်တဲ့ဒေါဘုဇုမောနေငယ်မောနိုဒိုကခဝိုင်တဲ့ဤလူကိစ္စစုတဲ့စုတတိကရာခုလိုခုဝါခရရီတို့ဝအိုမီစုကနိုင်တော့ထောခေါ်တော့ဒီအိုမီစုကိုဟုတ်ဆဲစောကြီးတဲ့ဥစ္စာကဆာမဝဘောဒိုင်ကြီးနော်ခီနော်ရှိတာတဲ့စာဒိုရီကိုအတနော်တဲ့ထိုဘဆုနိနော်ခီကိုထိုင်ကြီးနေရှိတယ်မှာဥစ္စာကဆာမကစာဒိုရာတဲ့ဘောဒိုင်ကြီးနော်ခီကခါရနာယောနိုင်တဲ့နာဂုဏရနာယောနိကင်းခီနာရီယောဥစ္စာသမနောထုတော်အောင်မင်းကြည့်တဲ့ရှင်းကြည့်တော့ချိခါရတယ်သာလို့ရှိမိနာကရာဆေနာရီကီယောရခနာကိရေနာအိုမီစီကိုဆိုဆိုမိအိုမီကိုနိယခာနိအခုနာဝရတဲ့ဘတ်မနောကိုကုတဲ့ဝိစာကနော်မန်ငါစနောဘောဒရနော်ဟိနိဟောနာဝရတဲ့နော်အိုမဆိုလီဝဘောဒိုင်ဂျီနီဆေနာရီအိုမီဇီကိုခခဲရီအိုမဆိုလီထောဒီဝရတဲ့ဒီမဆူဘုရားဘာသာဝင်မြန်မာတွေမှာတော့ဘောဓိပင်ကိုရေသွန်လောင်ခြင်းစင်တွေရောဘာတော်ကိုရေတပ်ပယ်ခြင်းပြုလုပ်ပြီးတော့ကုသိုလ်ယူကြတယ်။ဂျပန်မာယာနာဘုန်းကြီးကျောင်းတွေမှာလည်းပဲဧပြီလ10ရက်နေ့ကိုဘုရားဘွားတော်မူတဲ့နေ့ဖြစ်သတ်မှတ်ပြီးတော့ဘုရားအလောင်းတော်ဖွားမြင်ကာစမတ်တော်ရပြီးတော့နေတဲ့ဘုံတော်ဆင်းတွေကိုပန်တွေနဲ့ပူဇော်တယ်အေးမြမြချိုမြမြလက်ဖက်ရည်အကောင်စားနဲ့အပေါ်ကနေပြီးတော့တောင်းလောင်းပေးကြတယ်ဘုရားရှင်အကုန်တော်ကြီးစီတော်များအာယုပြုပြီးတော့ဘုရားရှင်အစဉ်တွေရုပ်ပွားတော့ဩဒေသာစီရီဝဲဖြစ်စေဒီပင်ပရိဘောကစီကိုဝဲဖြစ်စေစီမီရေချမ်းဆန္ဒပန်တွေနဲ့ပူဇော်ပြီးတာပူဇော်ရတာဟာကုသိုလ်ရပါတယ်ကျွန်တော်မြတ်ဖျားအားပေါ်နေပြင်အောက်ကပလင်တော်ပေါ်မှာတရားလူတရားမြတ်ကိုသိရှိပြီးတော့လုံးစုံကုန်တင်ပြည့်မြင်တော်မူတဲ့တပည့်တွေမြတ်စွာဘုရားရှင်ဖြစ်တော်မူလာလို့ပေါ်ရညောင်းပင်ဟာဘုရားရှင်ရဲ့အသုံးဆောင်ပရိဘောကစီဖြစ်လို့လွန်စွာအာရကြီးညိုကြပြီးတော့ပေါ်ရညောင်းပင်ကိုရေတော်လောင်ပေးခြင်းဟာပေါ်ရညောင်းပင်ကိုပို့ပြီးတော့ရှင်သန်စီဖို့လည်းဖြစ်ပါတယ်ရှင်တော်မြတ်ဘုရားရဲ့အဆုံးသာသနာတော်အတော်ရှိကြစွာတည်ရဖို့အတွက်လည်းပဲဖြစ်ပါတယ်ခရောမသုရိဝညောနောကုကုနောအာနာမသုရိယောဓမ္မောတိုင်ယောဘုကယောနောဥဒရဒေဝရှင်ငါစနောယောခဟောရှင်ငါစနောယောခဟောဘုရားကသမနောတန်ကျော်ပြီးထောမိတော်ပဲတဲ့သာဥဇာနောခိရေဤနာဟာနာတဲ့ခဆတ်တဲ့โอเมตตาဤတန်ကျော်ဘုဇုနောဘုဇုသောနိခေါ်ချဘူးသို့သောမိခါခဲတဲ့ဝေဝါဤရှိတဲ့ဤမတ်ဘုရားကသမဝကင်သာရင်တော့နေပြီးတော့ခန္ဓာ
ခိုးရင်တဲ့ထိုင်ကျော်စားရတာတော့ယူရတယ်ဟိုဒီဘုဒ္ဓရာတွေဝထာဥဇံတော်ဟနာတော်ဟနာတဲ့ခါသတ္တဟနာမိတို့ဟိုစုကတဲ့ဝိဝါယီခေါ်တော့ခါလာဟနာမဆိုရီတော်ရောပါတယ်ရီယောနိအရိမစတာဝဇာသမဝဇာသမလောခဝတိနိဆုံးခဲဒီထိုင်ရှောပါဠိခေါ်တော့စေတိယတော်ဤမဝဇာသမလောသုမတာနိတေခိရုတခေနိစေတဲ့သုဂရရေနဘုဇုသောနောခေါ်တော့ပါဠိခေါ်တော့ပါဩဒိတစေတိယတော်ဤမလောဩဒိတစေတိယတော်ယောဇာသမလောဒုတော်အောင်ကိုနေကြည်ရုခေါ်တော့နောတေခိရုဘုဇုသောနိဆုံးခဲကရှောရှိတဲ့ခရယရှိတဲ့ဝဇာသမလောထံကျော်ပြီကိုဒုဝေဒနာဟိတောမိတုမေတ္တဝိဝိရှိတဲ့ဩဟနာယအမိုင်အချဟိုခေါ်ခေါ်တော့ခုမဲ့ကိုကုယောစုယောကျင်တော့မိနာသာဝဒုဝေဒနာကုလုခုကိုသွန်တဲ့ဣမစုဆိုကြတဲ့ဥဇာသမဝဆုခတ်တဲ့ဩရရေတမောနောယသွန်တဲ့ဩရရေတထောခေါ်တော့နောခေါ်တော့ပါဠိခေါ်တော့ဘာဝပရိဘောကဂျီတိယတော့ပြောရတဲ့ ဝဇာကသမဝဘောဓိယူနောရှိရနောဟောဇာနောဥဝေနိဝိတေယောစနောရှင်းလီကိုရှိရိအဆိုင်နဲ့ကြည့်ရဘူးအဲ့ဒါဗုဒ္ဓနိနာရရေတံတော်တဲ့ဘောဓိယူတော်ဝပါဠိခေါ်တော့ဘောကဂျေတိယတဲ့စုဝဇာသမနောတောကိုတော်ဘောဝနင်းကြည်ရုခေါ်တော်နောတေခိရုဝဇာသမဩရရေတမောသွန်တဲ့ဩရရေတထောခေါ်တော်နောဘောဓိကျုနိဆုံးခဲခရှောရယရှိတဲ့ကိယောနခာနာဩမိစုစေနာရုဩမိစုကိုကုယောစုရုခေါ်တော်ဝထိုကုမဆုနာကုတကုဏနောတဲ့စုယမနောပုဂ္ဂယောထိုတချီဝတော်ထမောအစေခဏခိစဆုနိဝဘောဓိကျွနိဩဘိစုခခဲတဲ့ဒုဘေစေနာကုလိုခုကိုအမစထပရိဘောကဂျီရိယထောယိကုဏဘောဓိကျွနောခိနောမောထောနိဣခိဘောဓိကျွနောခိမောကိင်ခိနိဣခိလူယောနိဝဇာသမနောဩရှိယေဟောဒါအဲမုခတေခိယုတ်ကုမတေဩမေဒီဝခခဲတဲ့ကုတုခုဆိုမိမစတာဘုရားဘာသာဝင်ဂျပန်မြန်မာတရားတော်မတွေဟာကစုံလာပြီးတူကြမြင်မြတ်တဲ့နေ့အဖြစ်ဒါရဏဂုံဆောက်တည်ခြင်းယဟန်သံဃာတော်များအားဆွမ်းဆက်ကလူတိုင်းခြင်းပေတရားတော်များနာခြင်းတရားကိုကြားမှတ်သားကြခြင်းယုတ်ကပူဇော်ကြခြင်းမေတ္တာပွားခြင်းပို့ခြင်းသမထဥပဒနာတရားလို့ကိုဝါများအထုကြခြင်းမြတ်တံပြဝေခြင်းဒီကုသိုလ်ကောင်းမှုတွေကိုသူမြတ်တဲ့ကစုံလာပြည်နေမှာပြုလုပ်ကြပါတယ်ဒါပြင်မကသေးပဲနဲ့ဇီဝိတာဒါနအဖြစ်တချို့နေရာဒီမှာငါလွတ်ပွဲနဲ့လွတ်ပွဲတိဆံပေးမဲ့လွတ်ပွဲတွေကိုလည်းပဲအခါအားလျော်စွာကျင်းပပြီးတော့ကုသိုလ်ယူကြပါလေကိုလောကငါစုနောမငါစုနောဘောဓရာနောဟိဝေသာကဥမသုရိနောဟိနိဝဒီဟာဝရဘုခယောဒေါထာတိဝထိုဘသုနာဟိတောမိတောသံဃေထောနာယေဘုစေခိုင်ဒီဒီဝယောကုမမောဘေဂုသံဃာထာတိနိဘုစေသုရုဘုခယောထောနာယေဘုခယောခိကု
Sabo kiku samana meso vadana meso chisin sulu eko sulu korera no kuroku go tovesu toshite okuna warende imasu. Koreda kere wanai pali kodova jiwita dana to imasu. Jiwita dana to inuchi go mamoru tameno huse to yu. Tovesu na kuroku no chisin ho. Pito na okuna de korewa ikite Rarende iyu sakanaya kango ni irare de iyu dorinado kate kawaya sorani hashite iyu nishite angeru kodo desu endodewa Kozari nado de sunangare de igimono kurujin de iru imono no inochi wo tasuke de ageru Jumya wo namaku shi de ageru kodo wa jivono Jumyo mo Nangago naru gen ni narimasu Dobudu tachi ni esao Ageru kodo mo Vidadana desu minasan ga Jani takuyo bende okomenado no tabe mono no imono wa Inochi o sunange tameno Tobezuna usena no de Vidadana desu Konkai mo Wesaga omasuri o mesashi de Tabe mono no imono ga Todoki meshita Ego sanga o hajime Oshaga sama no oshie o Jisenji de iru Odara no minasani Ose suru no wa Ho sudaeru Inyosha no Indoji o mamoru tameno Usena no de Totemo takai kudu Kono yoni Kyono tobesu na Komasu no mangasu no hi Wesaga omasuri no hi wa Oshaga sama no oshie wo shinji Pokyoto no minasani tate Oshaga sama no Tokudo on o ninji te Tobesu na Kuroku o sumu koto no Dekiru taisasu na Kina no Tobesu na itesu Ine digane kasola vini ma Ayin piengo twa bi iro Mitazu Abang for ne Body being a Yawi tomwe Kuzo viwe de supang bi iro Mabi loja pipi melo Mipiro midazu ainwe man ne piro Kasola vi Buddha ne ma Piago tanga ko ayo pyuja bi iro Taranagong Saudi-ga dana thila asashi de Kuzo kaumuru kyuwa Kuzo ri yaya badiro Kuzo swa Seida konga siksa ri pija biro Twijo ni yare ka yoga Kuse yoga asashi de Be yan dwi malewe Kiwine nya bazi Kuyo seipa Yama bazi Yama jabazi Chanda jabazi So de Beda sirana ne Siarawa internet Facebook ka ne pi do di dia ko yeme phit pare Kyo to besuna Konga suno manga suno hi Wesa omasuri ni wa Imamina sanwa
Jivono, Uji, Heagara Dede, Tomoda Jito, Ishoni, Widaga Omasurini, Sanga Suru Kodowa, Dekina, Desipero. Orai Unimo, Omisu, Kakeru Kodowa, Dekina, Desipero. Even though we know Nakare, Kongasino, Mangasino, Upodana no He. Oshara Zamano to Udo on Oshara Mato Gareta, not to Udo, they was anano. Todo on Ninji de, with a Omasuri Okonda. Kudogo Eduyoni, Minasano Kobarano Chikara, Ete. Shinyan Domini Ginki o Eduyoni, Ginki Nate. Shinana Colonna Willisu, Kanse Shokara. Tosa Kate. Ko Huguni Naru Yoni Siaro Chorowa. Jigo Mote. Kyo, Komasun. No Hini in the Facebook Kara. We saga Omasurini Suite no Sapo Siano Toidemas. Dini Tuja Casola Vini Pipare Oramia Zapiashi, Konoji Romiao, Ne. Tangara Jimia Dwaya Kono Giloro, I hope you be it all. To me, the Casson Lavi near 2 charge Odo and Jawya Namu Tiaro, Hoja Jimmy Pima Pipari. You are to Vesna Kongazino Mangazino, with our Masoli Tobazuna he Nandole, which are some not to go on. Or not to go down because I'm not to go down on one naked. With our Masuri, Komasuno Mangasuno Hini, which has no Hirekini Swede, Isusuno, Tokucho, Chalo Cholo, Saposhimasu. Guna Ramanaya Tadia. Paya Biroa people and not. Kusha Samano to Tom Ninjite. Dama Guna Ramanaya Tadia, Hono to Tom Ninjite. Sanga Ramanaya Tadia, people Samano to Tom Ninji Tara. Paya Beroa people and not kicking a knuckle cover Yasura Kashawa same night. Pia on the Avon Tanga go with the Iopuba. Deep. I only a that he saw a good son a pay upon cover being money. Togani Baya do Pida in Namponia. Onya Kudu Kamu Soda. A belly baby. Magone pay bomb, cover some shop. Song at Yeshiva, good old Cuba. Could a good tower. Samazamana Naikara, Kayo Sare, no Chikara, good go, Sonja Kurasai, Kyoba, Kongazuno, Mangazuno, Ubodana no heat, Konogongazuno, Ubodana no Mang. Nazuno Vodrani Hini Oite Okeri Pokiono Rilekini Suide no Tokua Esusu Arimas. Esuni Suide Korekara Saposhimas. Kasolavi Podanima Podue Jamian Patelu Tuchacha Namio Shiva Edi Namio Sepiro Wajabizoma Jabari. Kadolami a 2 church and Mamuleka, nobody Jacaro. Piano no Tumira, she and the
တတော်တင်ချဒီပင်ကရာမြတ်စွာဘုရားရဲ့ထံတော်ဘာမှာဘုရားသူပန်းပြီးတော့ဘုရားရိတ်တော်ခံယူတဲ့နေ့ဟာဒီနေ့လို့ကဆုံလာပြီဖြစ်ပါတယ်ဘုရားတော်ဆိုတာဘာလဲလို့မေးပြန်တော့ရှင်သာမဏေကိုရင်ဖြစ်လာမဲ့ပုဂ္ဂိုလ်ဘယ်လိုခေါ်တယ်ရှင်လောင်းလို့ခေါ်တယ်ယဟန်ဖြစ်လာမဲ့ပုဂ္ဂိုလ်ဘယ်လိုယဟန်လောင်းလို့ခေါ်တယ်အဲ့ဒီဥပမာလိုပဲအန္တသောဝိရိယသောပါရမီသောတွေနဲ့နောင်ခါမှာတရားလူတရားမြတ်ကိုသိပြီးတော့ဘုရားရှင်ဖြစ်လာမဲ့ပုဂ္ဂိုလ်ပါဠိလိုဘောဓိတတ္တအမှားလို့ဘုရားလောင်းခေါ်ပါတယ်ခဏအေးစေနောနာခါရဲ့ဣတိဗမေနောတကုချောဝစုမေတာတော်ယူစနေနဗုဒ္ဓနိနာရုထာမေဗုဒ္ဓနိနာရုခေါ်တော်စုရုထောဘသုနာဤတဆုဆိုတဲ့ဝပောသစုထောနန္တေယောကပါဠိခေါ်တော်ဘောဓိတတ္တယေနောခေါ်တော်ဘောသစုထောနုကြည်နိဗုဒ္ဓနိနာရုမုကုတကိဝမုတေမိုးစွန်းတော်ဆေးစုံနိအိုခေအိုဤတေဝိနာရုဣရှိထောဝိနာရုတိုလျောခုနိယတေဂျူနဟာရမေစုကျေစင်စားလေမိရိုင်းဝဗုဒ္ဓနိနာရုမောဂုတေကိယောအာဒစေကျင်းဘုဇနောခေါ်တော်တဲ့စီရာမဝတိယေသူမြေသားတွေကဒီပင်ကရာမြတ်စွာဘုရားရင်ကြွလာမူလာမဲ့လမ်းကိုနေရာလေးနဲ့ကိုနေရာယူတောင်းယူပြီးတော့ရှင်ညွန်တွေရှင်ဘွက်တွေမကြီးမညာတဲ့နေရာတွေကိုညီညာအောင်ရည်တဲ့မြေဖို့တဲ့လမ်းပြင်းတယ်ကုသိုလ်ကောင်းမှုတွေယူနေကြတယ်ဒီလိုပြုံးနေကြတာကသူ့မိတာရှင်တရားတွေးမြင်ရတဲ့အခါမှာဘုရားရှင်နဲ့ယဟန်သံဃာတော်များကြွလာမဲ့လမ်းပြုပြင်ပေးရတာကုသိုလ်ရတယ်လို့ဆိုပြီးတော့သူ့နေရာလေးကိုတဏှာတောင်းပြီးတော့လမ်းကိုပြုပြင်နေခိုင်းမိမိရဲ့ခါရခွန်အားနဲ့ကုသိုလ်တွေယူနေခိုင်းရုပ်တရားများစွာဘုရားရှင်နဲ့ယဟန်သံဃာတော်များကြွလာတဲ့အကြောင်းကြားသိရတဲ့အခါမိမိတောင်းယူထားတဲ့လမ်းနေရာလေးကိုပြုပြင်လို့မပြီးပြသေးတော့တောင်းယူထားတဲ့နေရာလေးကိုရွှေ့ညွန်ပြီးဖွက်ပြီးအပေါ်မှာဘုရားရှင်ရဲ့သံဃာတော်များမကြွသေးလို့ဘူးငါအသက်ရှင်သေးခြင်းသေးပါသေးကာယခန္ဓာကိုတရားသဖွယ်ခင်းပြီးတော့ငါရဲ့ကြောပြင်ကိုနင်းပြီးတော့ကြွတော်မူကြပါစေဒီကုသိုလ်ဟာထွေးခြားတဲ့ကုသိုလ်ပဲစီပြီးတော့မိမိတောင်းယူထားတဲ့နေရာလမ်းပေါ်မှာယောနိပွက်တည်းရဲ့ပေါ်မှာမိမိမှာပါလာတဲ့ခင်ထိုင်းနဲ့တင်တဲ့ရည်တည်လေးနဲ့အပေါ်ကခင်အပေါ်ဝတ်သင်္ကန်းလေးတွေနဲ့ဖြန့်ခင်းပြီးတော့မိမိခန္ဓာကိုယ်တော့တရားပါမှာရှင်ညပွက်တည်းအပေါ်မှာဝေရမောက်လက်နဲ့ဖက်ကိုရှေ့ထိုးအလျာမောက်ကိုတရားပါမှာခန္ဓာကိုယ်ဝတ်ဆင်ပေးတော်မူကကြွတော်မူကြပါဖရာခန္ဓာကိုယ်ဝတ်ဆင်တရားခင်းပြီးတော့နေခိုင်းဒုမိတာရှင်တည်းရဲ့စိတ်ထဲမှာဘုရားစုပါစိတ်ချဖြစ်တယ်ကြွလာတဲ့ဒီပင်ကလာရှင်တော်မြတ်ဘုရားရဲ့ထံတော်ဘာမှာဘုရားရှင်ရဲ့တရားကိုကြားနာပြီးတော့မထင်မရှားတဲ့တပည့်သာဝကယဟန်တော်ဘာအနေနဲ့တရားတို့တရားမြတ်ဖြစ်တဲ့အရဟတမေအရဟတဘောအနိဗ္ဗာန်ကိုမျက်မှောက်ပြုပါယာယုယခုဘဝမှာပညာနာဖြစ်ပြီးတော့မျက်မှောက်ပြုကြွတိုင်ဝင်နိုင်တယ်ဒီလိုပြုလို့ရှင်ဟာမိမိတို့သာကြိုးရှိမယ်ဒါဘုကောင်းဆိုင်ရာကိုလွတ်ယုံရသွားရလည်းပဲရောက်ပါသည်ဒီပင်ကရာမြတ်စွာဘုရားရှင်ကဲ့သို့ဘုရားဖြစ်အောင်ကြိုးစားပြီးတော့ဝနာသည်တန်ဆင်းရဲဒုက္ခဘေးတွေနဲ့နှင်မုံမျောပါနေကြတဲ့တည်ရည်တော်အပေါင်းကိုတရားမှန်ဟောကြား
ကဲတင်မယ်လမ်းမှကိုညွှန်ပြမယ်ဒါကြောင့်ငါသည်တတော်ထင်ရှားဒီဝင်္ဂလာမြတ်စွာဘုရားရဲ့ထံတော်ဘာမှာဘုရားစုပန်းမယ်လို့ရန်စီသုံးသတ်တော်မူပါတယ်ဤကားတို့မူခါကြီးတော့ခေါ်တော့နေဆိုရတဲ့ဟာရှိမှစအရမဝတိထောယမကြီးနော်ဣတုပိတောပါဒီဝင်္ဂလာထောယဗုဒ္ဓကိုစောနိုင်ရတဲ့ခေါ်ရပဲလို့မကြီးကိုမိနာတဲ့ပါလျှောဘောန္တန်ရှိတဲ့ခိရိနိโอเคရောမရှိတဲ့ဒီမှာရှိတာသူမိတာတော်ယူရှင်နေမောသောရှိတဲ့ခရဏနောခိုးဤတဲ့ခုတို့ခုကိုစုမှုထမဲနိစုမှုတဲ့အာရတမိကြီးကိုဝိအာတေမောဝိအာတေမောရိုင်その右を直していました。その時、冬にまた右がきれいになっていないうちに自分からボラがタオさんのデジタシと共にやってこられました。1000年は自分の命をかけてボラと弟子皆さんがところで汚れることのないようにと自分の体を箸のようになってわらじの細胞を行ってください。言ってください。いますようにと強く頑張ってこの孤独は高いであると考えて両手を伸ばして右にぶつぶせていました。それでさらに今生きて存在しておられる自分からブッダの特徴をも念じて考えました。私は自分からブッダの弟子となってアラカンになり今世で一人の理念から進むことよりも未来にブッダになって老病死の理念の中で苦しんでいる多くの人間神々を助けるのがいいと考えてブッダになるための誠意をしました。ဒီဝိင္ဂလာမြတ်စွာဘုရားရှင်နဲ့ယဟန်တန်ဃာတော်များလည်းသင်ထားတဲ့လမ်းတိုင်းကြွလာတယ်သူမိသားစုကလည်းတရားသဖွယ်ခန္ဓာကိုယ်လက်နှစ်ဖက်ခြေထိုးပြီးတော့ခန္ဓာကိုယ်လက်နှစ်ဖက်ခြေထိုးဝေရမောက်ခန္ဓာကိုယ်ဆင်းပြီးတော့နေတော့ရောက်လာကြတဲ့ရာမဝတီမြို့သူမြို့သားတွေကဘုရားရှင်နဲ့ယဟန်တန်ဃာတော်တွေကိုဖူးလိုက်တွေးမိတာရှင်အသေးလေးကိုကြည့်လိုက်အားတဲ့အဲ့ဒီလူပရိသတ်ထဲမှာသူမိတ်တာခေါ်တဲ့အမျိုးသမီးကလည်းသူမိတ်တာရှင်အသေးရဲ့ဖြစ်ပုံကိုကြည့်ပြီးတော့မြင်ချင်းရေစမကင်းတဲ့အတွက်ထွေးချမေတ္တာစနစ်ဖြင့်ပါရမီဖြည့်ဖို့ဆက်သွယ်ပြီးတော့လေဒါနဲ့မိမိလက်ထဲမှာပါလာတဲ့ယာဝန်းရှစ်ခိုင်တဲ့ကမိမိကဘုရားရှင်ကပူဇော်ဖို့သုံးခိုင်ကိုခြံထားပြီးတော့ဒုမေတာရှင်အသေးလည်းပဲ
ဘုရားရှင်အားပူဇော်စီဖို့သူမိတာရှင်သစ်လက်ထဲကိုကြာပန်း9ခိုင်ဆက်ခံပြီးတော့ပေးသူမိတာရှင်တာလေးရလဲအတော်ပဲငါလည်းထဲရောက်လာတဲ့ကြာပန်း9ခိုင်ကိုရှင်တော်မြတ်ဘုရားကငါလှူဒန်းပြီးတော့ဘုရားစုပန်းမယ်လို့စိတ်ချမ်းဖြစ်ပါတယ်အနမဝါလိတရားလေးရမဝတိတော်ယူမချီနောဤတို့ဘီတို့ဘာဥစ္စာကသာမကိုဆုံးခက်ကရှောရှိတယ်အမှုခရတဲ့အလူဤတို့ဘာအလူဤတို့ဘာစုမေတာဆင်းနေတော့ယောစုကိုမိတေမစတာသဒနာမိတ်တာတော်ယူကျော်ဆဲဝစုမေတာဆင်းနေတော့ယောစုကိုမိတာတို့ထမ်းနိကိုရရှိကုဏတဲ့ဇီဝနောထေနိမောတေဟိတဟာစုနောဟာနာယစုဇီဝနောထမဲနိမေစုကိုမောတေလောကဒေဟိရိအစ္စုစုကိုစုမေတာထောယူစေနေတော့ထဲနိအသုကေမစတာသုမေတာစေနေဝယောကတာဇီဝနောထေနိအာယုခေါ်တော့အစ္စုစုနောဟာစုနောဟနာကိုဝိဇ္ဇာသမဏထုထောအောင်နင်းကြည့်တယ်ဝိဇ္ဇာသမဏိကိုယောရှိတယ်ဝရရှိဝဗုဒ္ဓနာရုခေါ်တော့စေကံရှိမှစုတော်ခံရရမရှိတာဒီပင်ကနာမြတ်စွာဘုရားရင်ကြွတော်မူလာလို့ယတိလေးရပူကောင်းရင်မှာရတော်မူတယ်သူမေရာရှင်သည်အလရပမှာခန္ဓာကိုယ်ဆင်းလျက်လက်ထဲကကြာ9ခိုင်ကိုဒီပင်ကနာမြတ်စွာဘုရားရှင်လူတတ်ပြီးနှုတ်ပါနေအတန်ထွက်ပြီးတော့အဟံဧကံသေနေဝဗုဒ္ဓောဘွေသာမိတပည့်တော်သည်ဧကံစင်စစ်သစ္စာ4ပါးတရားသိမြင်ဘုရားဘုရားရှင်လူဘုရားလို့ရွတ်ဆိုပြီးတော့ဘုရားသူပန်လို့မို့တယ်ဒီဝိကရမြတ်စွာဘုရားရှင်ကလည်းပဲရှင်ဒီညွန်းလေးအပေါ်မှာခန္ဓာကိုယ်ဝဇင်တရားခင်းလည်းရဘုရားသူပန်နေတဲ့သူ့မိတာရှင်သေးလေးကိုကြည့်ပြီးတော့ဘုရားဖြစ်နေမဖြစ်နိုင်စင်ញင်သုံးသတ်တော်မူလျက်ဧကမုချနောက်အခါမှာဘုရားဖြစ်မည်ကိုတည်တော်မူလို့ယံပရိသတ်လူပရိသတ်တို့ရဲ့အလဲမှာအနာဂတ်ကိုမှတ်ပြောပြီးတော့တည်တယ်အနာဂတန္တဉာဏ်တော်ဖြင့်အာသံတော်ကိုထုတ်ဖော်ပြီးတော့ဤတော်ကပ္ပတဒသဟန္တာဒီကာနိသတ္တာရိအတင်ချီယာနိအတိတ်ကမိတ္တဝါခောရမောနာမဗုဒ္ဓောလောကေဘဝိတ္တိဤရှင်ရတိဟာယခုကစပြီးတော့လေးလင်ချင်းတဲ့ကဘာတသိကာလထပ်မှာဘုရားရှင်ကဲ့သို့ခောရမဗုဒ္ဓဟူသောနာမည်ဖြင့်ဘုရားတဆူဖြစ်တော်မူလိမ့်မယ်လို့ဗျာဒိတ်တော်စကားမိတ်ကြတော်မူပါတယ်သူမိတ်သားရှင်တွေဘုရားစုပန်လို့ဒီပင်ကရမြတ်စွာဘုရားရှင်ကဗျာဒိတ်တော်ပြီးတော်မူတယ်နောင်ကဖြစ်ပေါ်လာမယ့်အကြောင်းအရာတွေကိုကောင်းစွာသိပြီးတော့အမှားယွင်းမရှိအမှန်တိုင်းဘုရားဉာဏ်တော်ဖြင့်မိတ်မြတ်တဲ့ဘုရားစကားတော်ကိုဗျာဒိတ်လို့ခေါ်ပါတယ်ပါဠိကတော့ဗျာခာမိသူမေလာရှင်တွေဘုရားစုပန်ပြီးတော့ဒီပင်ကရဘုရားရှင်တန်ဘုရားဗျာဒိတ်တော်ရရှိပြီးတဲ့နောက်ဘုရားဖြစ်ဖို့ပါရမီအမျိုးမျိုးကိုဖြည့်ခြင်းစီးပူးနေတဲ့ပုဂ္ဂိုလ်ဖြစ်လို့ဘုရားအလောင်းသူမေတာလို့ခေါ်ပါတယ်သူမေတာတော်ယူစင်နေမောခရတာကိုအရှိနောယောနိစီမစိတမမခနောအစ္စစုနောအဆုနောဟနောဒီပင်ကရဗုဒ္ဓနိဝဇာသမထုတော်အောင်နင်းကြည့်တဲ့ကိုယောဣတရှိမစတကိုယောရှိတဲ့သုငိနောယောနိဒုန
nae machita aham egante neva buddha bhavitami vadashiva hondo buddha ni nari masiyo do ninji te tuna ede seika shi machita buddha ni naru dhamme ni seika shi te doro no uwe ni aji no yo ni uzubu sene iru sumita sene ho korani nada divingala buddha awa sumita ga sene no seika ite kanza su dosa su shite ito bido no maede sumi no yo ni anasare machita kono monowa senewa birai shi mulyo jiuman mono no jino sekai de Buddha taught you Gautama taught you Namano Nano Buddha ani Narude Haroto Yomen Sare Machita Sumira wa kono yoni Bosa Suto Nada no Tesla Bosa Suto wa Nante Shokan no Chini Buddha ni Naru Bukte Kyomote Osu no Seson ni Oite Oinaru Ishito Oinaru Shojen Tulio Kuni Yote You know how to miss you Jisken Sare Mirai ni wa Buddha ani Naru Bukte Kyo Adasu Jim Buzuno Kotodesi Divingala Myatha Bhyashi ye Thandopa ma Bhyalu Pani de Tumida Shindili Saka ko Tumida Amyodami ya Jaya de Akama Tumida ko Amyodami liga Ayawanda ne Ashiyati Ashiyati ka Bhya phit pho Paramiတော်တွေကိုဖြည့်ကျင့်နေရမြကာလပတ်လုံးအကျွန်ုပ်သည်အရှင်နဲ့အတူပါရမီကိုညီဖြည့်သူညီမြသောသူဖြစ်ရပါလို့၏လို့ဆုတောင်းတယ်။တော့ဒီဝိင္ကလာဗုဒ္ဓတော်ယုခိယောငင်ကိုခိဒစုမိတ်တာတော်ယူကျော်ဆဲပါစုမိတ်တာတော်ယူဘောဆဆုကဗုဒ္ဓနိနာရုထမေနိဟာရမိစုထသုခေတိတောနိဝဒရှိဝနာရမစီယောနိခဏခဏဟာရမိစုမိတာစေဘုထသုဒာဟိငါဓမ္မစုယောနိထောကိုယ်နိုလိရှိမချတာဒီမနာမြတ်စွာဘုရား၏လည်းယဟန်သံဃာတော်များလည်းသူ့မေတ္တာရသိလေးကိုနင်းကြွတော့မမူပဲနဲ့ဒီမင်္ဂလာမြတ်စွာဘုရားရှင်တဲ့မှာထားတဲ့ရာပိုင်းရှစ်ခိုင်အရှင်ယသိရဲ့ခန္ဓာကိုယ်ပေါ်မှာပြန်ကျဲပြီးတော့သူ့မေတ္တာရှင်သေးလေးရဲ့နံပါတ်မှာရှောင်းလိုက်ပြီးတော့လက်ရပဲခြေတော်ကိုချတာပြန်ကြွတော်မူပါလေဒီမင်္ဂလာဗုဒ္ဓတော်ဘေကုသံဃာထာကြီးဝသုမေတာဆင်းနေတော့ခရတာကိုအာရှိကိုဘုမနိုင်တယ်ဒီမင်္ဂလာဗုဒ္ဓဝဝိနာရုကြည်နော်ခေါ်တော့တယ်ကြည်ရှင်တော့ထဲဒီအားရုမိသားစုကဖုဆဲရှိတာရဆုနော်ဟာဆုနော်စုမိတ်တာ
စုမေတာဆင်းနေတော့ခရရာနော်ဥဝဲဩခါတယ်ဒီမင်္ဂလာဗုဒ္ဓဝဆင်းနေတော့မိမိဥရနောသုကုသောဘာနိဂျီဝနောမိမိအာရှိယောဧပောโอเคမိမိအာရှိခါလာနေနောခါလာတာနောမိမိငါဝါအာနိကြည်တယ်ဇီဝနောသောခါလာနောသောဘာဝယောခုရိအလုဣတေထိုဩရိစုငိမစတာဒီနေရာမှာသတိပြုစရာကလူသားမန်တွေကဖျားစီကိုမပနိုင်ကြပါရမီရင်သားနဲ့ထူးမြတ်တဲ့ပုဂ္ဂိုလ်တွေဒီစားရင်ဖျားစီကိုပနိုင်ကြတယ်သူမေတာရှင်အသေးဟာမဟာဒါသန္ဒေနသမဏနာကတောဥဒ္ဒါဟိနသမဏနာကတောဘုရားဖြစ်ခြင်းနဲ့သန္တာဆွမ်းအားအရန်အားကြီးတယ်ဘုရားဆိုတဲ့ဝိရိယဆွမ်းအားနဲ့လည်းပြည့်စုံတယ်ဒါတွေမကသေးပဲနဲ့နံပါတ်1တတ်တာယုံကြည်မှုဆွမ်းအားနံပါတ်2သီလကိုကျင့်တရားကောင်းမှုနံပါတ်3စာကစွန့်ကြဲပေးကလူတတ်မှုဆွမ်းအားနံပါတ်4အမတရားကိုသိတဲ့ဉာဏ်ပညာဆွမ်းအားအပြည့်အဝရှိတယ်နာနိယတမိစ္ဆာဒိဋ္ဌိကိုဟောဒီတဲ့မာယွင်တဲ့အယူဝါဒမျိုးဘုရားလောင်းမရှိဘူးကံရဲ့အကျိုးတရားသိမြင်တဲ့ဉာဏ်ရောလည်းနဲ့ကြောင်းကျိုးမမြဲဆင်းရဲဆုံးဖြတ်သဘောမှန်ကိုသိတဲ့အခြေခံဉာဏ်အမြင်ရှိတယ်ဇာအဘိညာဉ်စွာတွေလည်းပဲရှိတယ်ဘုရားလောင်းခေါ်တော်ယောနိရှိတယ်မုခကြီးတော့သုမေတာဘောဇတ်စေဝမူလီယောဒုက္ခယောဟာရမေစီကိုမိတာစားတဲ့ဒါအတော်ခဏကိုကျွနောတို့ကြည်နောဝဲနေအလာယုလိဝါဒယိထားကြည်နောနာခတဲ့အလာဝါလဲတဲ့ဒီဝိင္ဂလာဗုဒ္ဓနောယောငင်းနောတို့ဒီနေကောရမဗုဒ္ဓပဇာသမထနဲ့တဲ့သောတဆေယံကိုအတာစားလဲတာနော်တဲ့စုဟောစုနာဟိတောဝဘောဆစုနိနာရုခေါ်တော့တေကိမစေတဝဘဇေနာချိခရာအာရိဘောဆစုနိနာရုခေါ်တော့တေကိမစုဣမစုမေတာထောယုဘောဆစုဝမဟာသန္တိနသမဏကတောဥဒ္ဒါဟေနသမဏကတောဗုဒ္ဓနိနာရုထမေဣရှိဝမိဒါစာလေဗုဒ္ဓနိနာရိထာယိဒိုလျောခုဝမိဒါစာရဲတဟိတုတက်ဆိုရဲဒါကေတဝနာဣจิပံသတ္တတော်ယုရှင်ကျူနောချိလာတော်ခိုင်ရီစေနောချိခါရသံဘာဟံဟောစနောချိခါရဘာပညာတော်ယုကျေနောချိခါရဓာတ်ဝါနိုင်တဲ့ကိုခါရမကြီးကိုတို့စုချေနမထရူပမျောရှိခိခေကခမွေခုမုံငါဝါခါရုဝဒနာချေလာအာရုဘောဇစုတဆုဒါယီစင်ကြောဒါယီနေစင်ကြောနာတို့နော်စင်ကြောမိတာစားတဲ့ဘောဇစုတဆုပြလောင်သူ့မိတာဘယ်လိုရည်ရွယ်ချက်ဘယ်လိုရဖြစ်ခြင်းဖျားစုကိုပန်ရတာလေလို့ဆိုတော့ဘုရောဘောရိယံတဲ့သစ္စာ၄ပါးမြတ်တရားကိုငါသိသလိုတကြီးတော်တွေကိုလည်းသိစေမယ်သိအောင်ဟောပြောမယ်ညွှန်ပြမယ်မုဒ္ဒောမောစီယံလောဘဒေါသအစရှိတဲ့ကိလေသာအနှောင်ပွဲဝ
ဝအတောင်ဘွဲတွေငါလွတ်မြောက်သလိုတကြီးတော်တွေကိုလည်းပဲလွတ်မြောက်အောင်ငါကြိုးစားမယ်ဒိန်နောတာရိယဩနာပေတန္တရာဝဲကြရမှာငါဒီကုမြောက်နိုင်သလိုတကြီးတော်တွေကိုလည်းပဲကုမြောက်စေရမယ်ဒီလိုကြီးအတွေ့အခေါ်နဲ့ဘုရားစုပန္နာလူသားမန်တွေမှာဒီလိုရွယ်ချက်မျိုးမထားရဘူးဒီလိုမတွေးရဘူးဒီလိုမကြံရဘူးဆရာတော်တို့ဒါကြီးတို့မာကြီးတို့ဟာဘုရားစုပန်ဘုရားလောင်းတွေမဟုတ်ကြပေမဲ့လို့ဘုရားအလောင်းတော်များနဲ့ရှင်ကျေးဇူးတော်ကောင်းတွေရဲ့စိတ်ထားမျိုးမွေးမြူပြီးတော့အခြေခံဖြစ်တဲ့တတ္တသီလစာကပညာဆိုတဲ့ဒီတရား၄ပါးကိုတော့တူညီအောင်ကျင့်သုံးနိုင်သမျှကျင့်သုံးကြရမှာဖြစ်ပါတယ်မိဘနဲ့သာသမီဆရာနဲ့တပည့်ဇနီးမောင်နှံချင်းချင်းမိတ်ဆွေချင်းချင်းဒီဘဝမှာဖြစ်စေဘဝတန္တရာခရီးမှာဖြစ်စေကောင်းကျိုးများစွာရစေခြင်းနဲ့တုံနဲ့တုံတယောက်နဲ့တယောက်ပါရမီကူညီဖြစ်ပေးခြင်းနဲ့ဆိုရင်ဖြင့်နံပါတ်1တတ္တာယုံကြည်မှုသရတရားတူညီရပါမယ်တယောက်ကအမှန်ကိုယုံပြီးတော့တယောက်ကအမှားကိုယုံရင်ဘယ်လိုမှပေါင်းလို့မရပါဘူးနံပါတ်2သီလကိုခြင်းတရားတူညီရပါတယ်တယောက်ကကိုခြင်းကောင်းပြီးတော့တယောက်ကကိုခြင်းမကောင်းရင်လည်းပဲအတူပေါင်းဖက်လို့မရနံပါတ်3စာကစွန့်ကြဲပြီးကလူဒန်းမှုတူညီရတယ်။မောင်ကလူဒန်းမေရွှင်လန်းဘယ်ဟာလူဒန်းမောင်ရွှင်လန်းကိုရှိတာလေးစွန့်ကြဲပြီးကရဏတော်မှာသဘောတူမကြည်ပြနိုင်ရင်ဉာဏ်နဲ့တရားအတူကျင့်ဖို့အတော်ဝေးပါလေ။လေးပညာအပညာပညာအရေးချင်းကလည်းတူညီရတယ်။အနည်းဆုံးကံကံအကျိုးသိမြင်တဲ့ညာဟာတူညီနေမှပေါင်းလို့ရတယ်။ပါရမီကူညီဖြည့်လို့ရတယ်။ဒါအကျဉ်းဆိုရစကားတတ္ထာသီလစာကပညာဤလေးပြမှန်စွာတူရပြီ။တန္တရာဘုံတဲ့ကြုံစမြဲမလွဲတွေ့နိုင်သည်။တန္တရာကျင်လီပါရမီတူညီဖြည့်နိုင်သည်တဲ့။ဆရာတော်ဟောကျင်တာကသူမေရာရှင်ရဲ့သေးလေးဒီဝင်္ဂလာရှင်တော်မြတ်ဖျားရဲ့ထာမှာစန္ဒဝီရကြီးမားစွာဖြင့်ဘုရားစုပန်ဗျာဒိတ်ခါယူရရှိတဲ့နေ့ဟာဒီနေ့လို့ကဆုံလာပြီနေဖြစ်တယ်ဆိုတဲ့အကြောင်းပါပဲဘုရားကိုတရားကိုတန်ခါကိုအာယုံပြုပြီးတော့ကြည်ညိုရင်ကုသိုလ်ရပါတယ်ဒီတော့ဒီတရားနာရလို့အားလုံးပဲဝမ်းမြောက်လို့မောသာဓုသုံးကြီးအောင်သာဓု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 ဒီမှာခေါ်ရတဲ့စေဟန်တော်စဘောဝဟောရီမစုခေါ်ပုံအတော်ဝခေါ်တော်စဘောဆိုစပဲမတ်